ဒီနေ့ကကြတော့အမှန်တော့အတန်းချိန်တစ်ချိန်ရှိရပေါ့နော်အတန်းချိန်တစ်ချိန်ရှိရဆိုပေမဲ့တင်မဲ့ဂျပန်ဆရာမဆန်စီကနေမကောင်းဘူးဆိုလို့သူက online အနေဖြစ်သွားတယ်ကျွန်တော်အဆောင်အနေပြင်ထွက်စရာကိစ္စမရှိဘူးဖြစ်သွားပါတယ်အခုကကျွန်တော်အဆောင်မှာနေတော့ဟင်းချက်မှာပေါ့နော်သမင်းချက်ပါမယ်သမင်းဝါးဒေတာပြီသမင်းဝါးဒေတာအခုကဟင်းချက်မှာပေါ့မှာဘာချက်မှာလဲဆိုတော့watch out you ခေါ်မလားဘက်လက်ပေါ့နော်ဒီကောင်ကမနက်ရွေးဒီကောင်ကကြက်ထားပြီးသားလို့တော့ပြောတယ်ဒါကြက်ပြီးသားကျွန်တော်ဝယ်လာတာကြက်ပြီးသားဆိုပေမဲ့အခုကဘာလုပ်မလဲဆိုရင်ရွှေဖြုံသီးလေးနဲ့ရောပြီးချက်မှာဖြစ်ပါတယ်အဲ့တော့ဒီကောင်တစ်ခုရောမှာပေါ့နော်ဒါတော့နည်းနည်းလေးပဲစီတက်ရုံလောက်လေးပဲထဲမှာကြက်သွန်နေကြက်သွန်ဖြူอ่ะဒါကကျွန်တော်မနက်ကချက်ထားတယ်ဟိုတိုးဝင်းတာပေါ့နော်အဲ့ဒီဟာသူကအနစ်ဒီပုံနေလို့ရောချက်မှာပေါ့နော်ဒါတော့ဖြစ်တယ်ဦးပေါ့ကျွန်တော်ထမင်းတိတ်ထားကျက်သွန်နီကအများကြီးတော့မလို့ဒီလောက်လေးပဲထည့်ဒီကတော့ဒီရွှေဖယုံလေးကကျွန်တော်ပြုတ်စားမလို့ဆိုပြီးဝယ်လာရအခုတော့ကျွန်တော်ရောချက်လိုက်တော့လေတော်ပြီလောက်ပဲဒီနေ့အမြင့်လေးကိုဒါလေးနဲ့ထည့်ပြီးဒီလိုမျိုးရဲနေအောင်ကျွန်တော်ဘောမကြလို့ပေါ့ဒီတော့အဲ့ဒါတကယ်ထင်းချင်းလေးပြုတ်စားလို့ရှိရင်တော့သူပိုးချိုးတာတော့သိပါတယ်ဒီမှာလဲမာသားကြီးကချက်ပေးနေကြဆိုတော့ချက်ပေးနေကြမဟုတ်ပါဘူးအဲ့လိုမျိုးပြုတ်ပြီးတယ်ပေါ့အဲ့ဒါတွားရင်အခွန်ကြီးကမတင်လဲရပါမယ်ဒီအစ်စ်ပါတယ်နားလေးကကားမှန်နေတယ်တင်လိုက်တဲ့ပုံနားရပါโอเคထဲမဲ့ဆပ်လာပြီးတော့ပြီဆိုတော့ကျက်သွန်ဖြူကိုမြန်မာမှာဆိုရင်တော့ကျက်သွန်ဖြူကထောင်းတာဆိုပေမဲ့ဒီမှာထောင်းရမရှိတော့ဒါလေးနဲ့ဒါနဲ့ရိုက်ဖို့ဒါအသေးလေးရတယ်ရိုက်လို့မရနော်အဲ့လိုဖိပြီးတော့ရင်နည်းနည်းဖြီအောင်ဒါလေးနဲ့ပြန်ပြီးโอเคရေရှောက်သွားပြီဆိုရင်စီထည့်โอเคရပြီပြီးတော့ရင်ကျွန်တော်တို့ကျက်သွန်ထည့်ပါနော်ကျက်သွန်ကြီးချက်ခံပြီးဆိုရင်ကျက်သွန်ဖြူလေးထည့်ဒီဝယ်ထားတဲ့ဝယ်လက်ပေါ့နော်ဝယ်လက်ဖောက်ထည့်ပါမယ်ပြီးတော့နင်းချင်တာမလို့ရေလေးနဲ့ထည့်နေပေါ့နော်အဲ့တော့ပကံလေးနဲ့ခေါ်ချက်ပြီးသားဆိုပေမဲ့သိမလားပို့ပြကြအောင်လို့နော်โอเคအော်ဆုံး
အဲ့တော့ဒီလေးထက်နေအောင်မျိုးပြင်တင်ဒီလိုသူကဟင်းချက်ပြီးသားပေါ့နော်ချက်ပြီးသားဆိုတော့ကျွန်တော်ကဒီ spice အစပလာတွေမထည့်လည်းရပြီဆိုပေမဲ့အချို့မပါတယ်ပြီးတော့လို့ရှိရင်ခံပြယူပေါ့နော်ခံပြနည်းနည်းထည့်မယ်ပြီးတော့ဒီကောင်ကကျတော့ဘယ်လိုပြောရလဲမျိုးကောင်းမုံတို့မဆလာတို့ဘာညာတကအကုန်ရောထားပြီးသားကြီးပေါ့နော်အဲ့တော့အော်ဟင်ဝင်မပြောပါဘူးစားမထည့်တော့ဘူးဒီကောင်ထည့်မှာပေါ့စားဖို့မယူလာပါဘူးโอเคပြီးတော့ရင်တလက်ထားတဲ့ဖြုံသီးပဲတစ်ခါလေးကျက်သွားအောင်ထည့်ပါမယ်ဒီကတော့ပွက်နေတယ်နော်ကျွန်တော်ပွက်တယ်မြင်းတယ်သူမီးပြန်တင်လိုက်လို့ရှိရင်အဲ့လိုမျိုးတင်ထားတဲ့အချိန်မှာခြေကမခန်းသေးဘူးဆိုတော့ရတာလည်းတူတူမဝင်သေးတဲ့အချိန်မှာကိုကကျန်တဲ့ဒီဟေးအနစ်တွေနော်ဟေးအနစ်တွေတစ်ခါနဲ့ထည့်ပါနော်ဟေးအထူးထူးချက်တဲ့ရေလိုလည်းမဟုတ်ဘူးနဲ့ဒီမှာဆိုရင်မာသားကြီးကိုနော်ချက်ကူတာမျိုးလိုရဲ့တနစ်စာပေါ့နော်တနစ်စာလုံးဝဖြီးပြထွက်မယ်ဆိုရဲစိတ်ကူးနေပဲအမျိုးတခြားလေးလုပ်ကူတာပေါ့လုပ်ကူရင်းနဲ့စိတ်ထဲမှာဒီမှာရှက်တက်လောက်ပါလေဆိုပြီးကိုယ့်ဘာသာကိုဆက်ရှက်တာပေါ့နော်ရဲကြီးကိုလူမျိုးရှက်တက်လို့မဟုတ်ပါโอเคအဲ့တော့ဒါကိုရေရင်းနဲ့ခန်းအောင်ဆောက်လိုက်ရင်ပြင်ပြီးတော့ပကံလေးဆေးလိုက်ဒီပကံတုံးသူတို့ရဲ့စီကံရတော့ဒီလိုမျိုးမီးဖွင့်ထားရတဲ့ဟင်းဝေးတန်းလိုင်းထားခဲ့ပြီဆိုလို့ရှိရင်ယူကဘေးကိုသွားလို့မရဘူး။ဒါပေမဲ့ဝက်ဘယ်သူမှလည်းမရှိဘူး။တခြားသူတွေလည်းလွတ်လို့မရပါဘူး။အခုဟင်းဝါကြီးရလည်းအများကြီးဆိုတော့ယူလာတဲ့ပစ္စည်းကိုအခန်းတစ်ခါလေးတော့တင်လိုက်ပါဦး။တင်ပြီးတော့မှပဲထပ်ပြီးတော့ပြန်ရှက်တော့မှာပေါ့နော်။ဒါတော့ပြစ်စားတော့မှာ။ဟုတ်။အဲတော့ဒီလေးတော့လိုက်တလက်စားလည်းကျွန်တော်တို့အလွာမှာပေါ့နော်။ဘာရှိလဲဆိုချက်လိုက်ပြမယ်။ဒီကြောင်းရင်းတောင်ပြပါပေါ့နော်။ဒီပုံမှန်မျိုးဆိုရင်တော့ဘယ်လိုပြောမလဲလူရှိတော့ကျဲလို့စမပြေတော့ဘူးဆိုတော့ဒီမှမရှိဘူး။တို့ရဲ့အကြောင်းသွားတက်ကြတော့လိုက်ပြပေးပါမယ်။ဒီကောင်တော့ကျွန်တော်မီးဖို့ကြအောင်မီးဖို့ကြအောင်ဒါကအဆောင်နဲ့အဆောင်တစ်ဆောင်ရင်းစီမှာထားရတဲ့ပစ္စည်းကြီးပေါ့နော်။ဒါတော့ကျွန်တော်ထမင်းထမင်းကတလုံးခွဲလောက်ပဲဆန့်နေပေါ့နော်။ဒါပေမဲ့လည်းကျွန်တော်စားလို့အဆင်ပြေပါ။ဒါတော့ရင်ရွေးဦး။ဒါချုပ်ချုပ်ခန့်တာပဲဒါဟင်းဦး။ microwave တို့ပါ။ချုပ်ချုပ်ပွားလမ်းညာကိုကြည့်ပါ။အော်ဒီမှာလည်းထိုင်ပြီးစားလို့ရတယ်။ပြီးတော့လို့ရှိရင်ဒီမှာလည်းထိုင်ပြီးစားလို့ရတယ်။ဒီမှာချက်လို့ရတယ်ခုနကနေရာမှာချက်လို့ရတယ်ဒီမှာချက်လို့ရတယ်။ပြီးတော့လို့ရှိရင်ဒီဘက်မှာအခန်းနေရှိမှာပေါ့နော်။ဒီအပေါ်လေးမှာ CCTV လေးဒါကသူတို့ရဲ့ကြီးညာလေးတွေပဲထုတ်လို့ရှိရင်ဒီပုတ်ဒီမှာကတ်တာတော့ဒီပုတ်ဒီမှာကတ်တာလို့ကတ်လို့ရတယ်ဒါတော့လေကဒီဘက်ကဓာတ်လေကကျွန်တော်ကတော့ဒီ3လောက်မှနေရပါတော့3လောက်မှနေ3လောက်မှကျွန်တော်ဒီဘက်ကိုသွားရတယ်အခန်းနံပါတ်ကကနန်းလာတယ်333နဲ့ပေါ့နော်ဟင်းဝရှင်ညုံကြည့်လိုက်ပါဒီလေးနဲ့ခန်းတော့ပဲချပါမယ်